ခရိယန်တွေကသူတို့ကိုသူတို့ဘယ်လိုပြောကြလဲကွယုံကြည်သူလို့ပြောတယ်ယုံကြည်သူလို့ပြောပြီးတော့မှမယုံကြည်ဘူးဗျကျွန်တော်ယုံကြည်သူလွယ်ပြောတယ်အမှုတော်ဆောင်တွေတော်တော်များများတိုက်ခိုက်မှုကျွန်တော်ခံစားရတယ်ဘာကြောင့်လဲသိလားညီကိုမောင်မတော့ idea မတူလို့ကျွန်တော် ਨੇ ကျွန်တော်ကဘယ်အမှုတော်ဆောင်မှတိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ယုံကြည်သူတွေကောင်းကြီးမခံစားရတာကျွန်တော်တို့ allergic ဖြစ်တယ်ဖယားသားသမီးပြောပြီးတော့မှဘာယုံမှမပေါက်တာကိုကျွန်တော်ကမခံစားနိုင်ဘူးဖြစ်နေကြည့်ပြီးတော့မခံစားနိုင်ဘူးဖြစ်နေတာကျွန်တော်ဘာလို့တရားဟောရလဲဆိုတဲ့အခါမှာကျေးဇူးတော်ကြောင့်မဟောလဲစားနဲ့တောက်နိုင်တဲ့လူထဲမှာပါတယ်လေကျွန်တော်တရားဟောစားနေတာမဟုတ်ကျွန်တော်တရားဟောပေးနေရတာအခုကျွန်တော်ဒီမှာလာတယ်ဟိုအဲကွန်နှလုံးပြတ်နေတယ်တဲ့ဟိုဘက်အခါမှာဒါပြီးသွားရင်သွားစားမဲ့နေရမှာမိတ္တဟာယဖွဲ့တဲ့နေရာမှာအဲကွန်ပြတ်နေတယ်တဲ့ဆရာချက်ကိုပြောတယ်နောက်ပတ်ထဲမှာလှုပ်လိုက်တော့လို့လှုပ်လိုက်လို့ပြောရင်လှုပ်ခိုင်းတဲ့လူကတာဝန်ယူရတော့မှာပေါ့ရှင်းလေးပဲလေအချင်းကြောင့်ပြောရင်တိုက်ခိုက်တဲ့အဖွဲ့တွေရှိတယ်ဒါဆိုကျွဲဝချင်းကြောင့်မပြောကြတဲ့အဖွဲ့တွေကကားမစီးနဲ့လေခြေချင်းလျှောက်ကြအိမ်မဝယ်ကြနဲ့လေအိမ်ငားနဲ့ပဲနေကြပါလားကျွဲဝချင်းကြောင့်တော့တိုက်ခိုက်ကြတယ်လောဘကြီးတာလဲသူတို့ပဲအလူငွေများပေးနိုင်တဲ့လူမျက်နှာသာပေးတာလဲသူတို့ပဲကျွန်တော်ကအလူငွေဘယ်လောက်လာပေးစိတ်ကိုဝင်စားတာပဲတတိယမှာဘာဖြစ်လို့လဲဆိုတော့အဲ့တထေးတဲ့ကျွန်တော်ထေးလို့အဲ့လိုပြောရင်ကြိုက်မယ်ထင်လားမကြိုက်ဘူးကိုတန့်စင်လာရှေ့လားဘယ်သူလဲလို့ကြည်နေတာအင်မတန်နှုတ်ပြလန်းဆန်းလာတော့ဘယ်တော့ရောက်လဲခင်ဗျလက်မရှေ့ဆုံးလားဘယ်ပဲရောက်ဘန်ကောက်ခုမှရောက်တာလားအနေရတယ်မှန်ပါတယ်မိတ်ဆွေဟောင်းမိတ်ဆွေတစ်တွေတွေ့ရတယ်ဒါပထမဆုံးရောက်တာเนาะဒီသင်းတော်ပထမဆုံးရောက်တာလက်ဆောင်တွေပါတယ်နင်တို့မပေးဘူးလားဒါသင်းဥစ္စာလာနှုတ်ဆက်အောင်လားဒါဆရာကြီးကိုနှုတ်ဆက်ခွင့်ပေးနေတာဟုတ်ပြီတရားဟောနေတော့လားဆရာဒီပဲလားအဲ့လိုမျိုးပဲမိတ္တဟာယဖွဲ့တာအပိုရေးကြီးတယ်ဘယ်ရောက်သွားလဲမသိဘူးပြန်စမယ်ကျွန်တော်အရန်ကောင်းကြီးခံစားစေခြင်းနဲ့ဗျာဒုက္ခတွေနဲ့ဘုရားလို့မရှိဘူးဗျာ